ပေဟောက်ရန်ဆိုတဲ့နမေကျော်စစ်သူကြီးဟာရန်သူများပြားကိုတက်ဖြတ်ခဲ့တဲ့အတွက်တေတံချမှတ်ခံထားရပြီးနောက်တစ်နေ့မနက်စောပိုင်းမှာခေါင်းဖြတ်ကွပ်မျက်ခံရတော့မဲ့အခြေအနေကိုရောက်နေပါတယ်တန်ကြိုးတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ခံထားရတဲ့သူစီကိုဝန်ကြီးချုပ်ကြီးဟန်ဂျန်ကိုယ်တိုင်အကျဉ်းထောင်ထဲအထိလာရောက်တွေ့ဆုံပါတယ်ပေဟောက်ရန်ကဝန်ကြီးချုပ်ကိုမြင်တော့ဝန်ကြီးချုပ်ကြီးကိုယ်တိုင်လာပြီးကျုပ်ခေါင်းဖြတ်တာကိုကြည့်မလို့လားလို့လောင်ပြောင်မေးလိုက်ပါတယ်ဒါပေမဲ့ဝန်ကြီးချုပ်ကအသက်ရှင်ခြင်းလားလို့တခွန်းနဲ့ပြန်မေးလိုက်တဲ့အခါပေဟောက်ရန်တောင်အံ့အားသင့်သွားပါတယ်လူတိုင်းကသူ့ကိုတေးစေခြင်းကြပေမဲ့အသက်ရှင်စေခြင်းနဲ့ပထမဆုံးလူကတော့ဝန်ကြီးချုပ်ပဲလို့ပြောလိုက်ပါတယ်ဝန်ကြီးချုပ်ကတော့ယူပြီးပေဟောက်ရန်ရဲ့တန်ကြိုးတွေကိုဖြုတ်ပေးလိုက်ပါတယ်ပေဟောက်ရန်ကသူ့ကိုကယ်ဖို့လာတာမဟုတ်ပဲတင်မဲ့နေရာကိုပဲပြောင်းပေးဖို့လာတာဆိုတာနားလည်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့မြောက်ပိုင်းစစ်မျက်နှာပြင်မှာရိတ်ခါမလုံလောက်စစ်တီတွေရဲ့စိတ်တက်လဲကျဆင်းနေပြီးအဲ့ဒီနေရာကိုသွားရင်တေးလမ်းပဲဖြစ်နေလို့ပါဝန်ကြီးချုပ်ကလည်းဒီချက်ကိုမငင်းပဲအကျဉ်းထဲမှာနေရင်မနှက်ဖြန်တေးမှတေးချပေမဲ့စစ်မြေပြင်ကိုသွားရင်တော့အသက်ရှင်နိုင်တဲ့အခွင့်အရေးအနည်းငယ်ရှိသေးတယ်လို့ပြောပါတယ်ပေဟောက်ရန်ကနောက်ဆုံးမှလက်ခံလိုက်ပေမဲ့ကျုပ်သွားမယ်ဒါပေမဲ့စစ်အာဏာပြေဝပေးရမယ်လို့တောင်းဆိုပါတယ်ဝန်ကြီးချုပ်ကလည်းသူ့ကိုအပြေဝယုံကြည်ပြီးစစ်တပ်ကိုအနှံလိုက်ပါတယ်ပေဟောက်ရန်ကခင်ဗျားချုပ်ကိုဒီလောက်ယုံတာလားလို့မေးတော့ဝန်ကြီးချုပ်ကဒီစစ်ပွဲကိုပြောင်းလဲနိုင်တဲ့တူဦးတဲ့သောသူကမင်းမဲလို့အခိုင်အမာပြန်ဖြေလိုက်ပါတယ်ဒီလိုနဲ့ပေဟောက်ရန်ဟာတေတံကျအကျဉ်းသားဘွားကနေစစ်တပ်ကိုဥဆောင်ရတဲ့စစ်သူကြီးဖြစ်ပြန်လည်ရောက်ရှိလာပါတယ်သူဥဆောင်တဲ့တပ်ဟာမြောက်ပိုင်းနယ်စပ်ကိုဥတီချီတက်နေပြီးရှေ့မှာရန်သူကာကွယ်ရေးမြင်းကိုရောက်တော့မဲ့အခြေအနေပါတက်ထဲကအရာရှိတချို့ကရိတ်ခါမလုံလောက်တယ်လို့စစ်တီတွေလည်းစိတ်တက်မကောင်းတော့ခဏနားပြီးစခန်းချတင်တယ်လို့အကြံပေးကြပါတယ်ဒါပေမဲ့တပ်သားတွေရဲ့မှာတော့ဒီလူကတေတံကျအကျဉ်းသားပဲနန်းတော်ကတေးပို့လိုက်တာဆိုပြီးတိတ်တိတ်လေးဝေဖန်နေကြပါတယ်ပေဟောက်ရန်ကအဲ့ဒီစကားတွေကိုကြားလိုက်တဲ့အခါခုနကစကားကိုဘသူပြောတာလဲလို့အေးအေးဆေးဆေးမေးလိုက်ပါတယ်တပ်သားတယောက်ကညီအကိုတွေစားမေးတာပါလို့ပြန်ဖြေလိုက်တဲ့အခါပေဟောက်ရန်ကငါမင်းတို့အားလုံးကိုအသက်ရှင်အောင်ခေါ်သွားမယ်ဒါပေမဲ့စစ်တပ်ရဲ့စိတ်တက်ကိုဖျက်ဆီးတဲ့သူမှန်သမျှကိုတော့ငါကိုယ်တိုင်အရင်ဆုံးတတ်မယ်လို့ပြက်ပြက်သားသားကြီးညာလိုက်ပါတယ်အဲ့ဒီစကားကြောင့်စစ်ဒီအားလုံးလည်းသူ့မိန့်ကိုလေးစားပြီးနာခံလာကြပါတယ်တစ်ဖက်မှာတော့နန်းတော်အတွင်းဝန်ကြီးတွေဟာမြောက်ပိုင်းကိုရိတ်ခါပို့ပေးရေးကိစ္စနဲ့အငင်းပွားနေကြပါတယ်တချို့ကစစ်ရိတ်ခါကိုတောင်ကိုဖွင့်မပေးတင်ဘူးတားမြစ်ထားတဲ့ရိတ်ခါတွေဖြစ်တယ်လို့ကန့်ကွက်ကြပါတယ်နောက်တချို့ကလည်းအနောက်တောင်ပိုင်းကရိတ်ခါလန်းဟာအရန်ဝေးလုံးလို့ပို့ဆောင်ဖို့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်ဒါပေမဲ့ဝန်ကြီးချုပ်ဒိုင်ဟန်ဆန်ကတော့ပေဟောက်ရန်အသက်ရှင်ဖို့အတွက်မဟုတ်ပဲမြောက်ပိုင်းဒေသမကြဆုံးစေဖို့အတွက်ဖြစ်တယ်လို့အခိုင်အမာပြောပါတယ်ဒါကြောင့်စစ်ရိတ်ခါကိုတောင်ကိုဖွင့်ဖို့အမိန့်ပေးပြီးမဖြစ်နိုင်ရင်လည်းကုန်တီတွေရဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုအသုံးပြုပြီးရိတ်ခါတွေအမြန်ပို့ဖို့စီစဉ်လိုက်ပါတယ်စစ်မြေပြင်ကိုရောက်လာတဲ့အခါရန်သူဟာကာကွယ်ရေးမြင်းသုံးထပ်တောင်တိဆောက်ထားတာကိုတွေ့ရပါတယ်ရှေ့တဲ့ကနေတိုက်ရင်ကိုယ့်ဘက်ကအကျအဆုံးများမယ်ဆိုတာလူတိုင်းသိနေကြပါတယ်အဲ့ဒီအချိန်မှာပေဟောက်ရန်ကမြေပုံကိုကြည့်ပြီးစီးနှင်းတောင်ကြား6ကမ်းပါးကအနည်းများတဲ့ငှက်တွေတောင်မပြန်ရဲတဲ့နေရာပဲဒါပေမဲ့အသက်ရှင်တဲ့လမ်းကိုလူတိုင်းမြင်ထားတဲ့ငါတို့ကတော့ဘယ်သူမှမထင်ထားတဲ့တေလန်းကနေဝင်ပြီးရန်သူကိုနောက်ကျောကနေထိုးဖောက်တိုက်မယ်လို့ရဲရဲဝံ့ဝံ့အစီအစဉ်ချလိုက်ပါတယ်ဒီလိုနဲ့စစ်တပ်တစ်ခုလုံးဟာနင်းတွေဖုံးလွှမ်းနေတဲ့6ကမ်းပါးလမ်းတိုင်းအသက်ကိုရင်းပြီးချီတက်သွားကြပါတယ်အချိန်တန်တဲ့အခါရန်သူတွေလုံးဝမမျှော်လင့်ထားတဲ့နောက်ကျောဘက်ကနေရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်ကြပြီးစစ်မြေပြင်တစ်ခုလုံးမီးလောင်မီးခိုးတွေဖုံးလွှမ်းသွားပါတယ်ပေဟောက်ရန်ကလည်းရှေ့ဆုံးကနေဓာတ်ကင်ပြီးရန်သူတွေကြားဝင်တိုက်ကြလို့ဟစ်ကြွေးလိုက်တဲ့အခါသူစစ်တီတွေအားလုံးလည်းစိတ်တက်ကြွစွာနဲ့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လိုက်ကြပါတော့တယ်တိုက်ပွဲမှာအောင်ပွဲပြီးနောက်တပ်စခန်းတစ်ခုလုံးဟာအောင်ပွဲခံနေကြပါတယ်တပ်သားတွေကလည်းသူတို့ရဲ့တပ်မှုပေဟောက်ရန်ကိုအလွန်လေးစားကြပြီးတပ်မှုရဲ့ပုံစံကတကယ်ထူးခြားတယ်လို့ကြီးကျူးနေကြပါတယ်အဲ့ဒီအချိန်မှာရဲမတ်တယောက်ကတောက်ဆရာရက်ခွက်နှစ်ခွက်ကိုလက်နှစ်ဖက်နဲ့ကင်လာပြီးတမှုပေဟောက်ရန်ထန်ဆက်တပါတယ်တမှုပေဟောက်ရန်ကတန်တရားမရှိပဲခွက်ကိုယူပြီးတောက်လိုက်ချိန်မှာပဲဘေးကလူတယောက်ကတမှုအရက်မှာပြဿနာရှိတယ်လို့အော်ဒရီပေးလိုက်ပါတယ်ဒါပေမဲ့အချိန်မမီတော့ပါဘူးတမှုပေဟောက်ရန်ဟာရင်ဘက်ကိုဖီရင်သွေးရန်ကခွက်ကိုလွတ်ချလိုက်ပြီးမြေပြင်ပေါ်ကွဲကျသွားပါတယ်ခဏအကြာမှာတမားတော်ကစစ်ဆေးပြီးတမှုပေဟောက်ရန်ခံထားရတဲ့အစိတ်ကဦးတုံတန်စိတ်ပါမူလကလူသေးစေနိုင်တဲ့အစိတ်ဖြစ်ပေမဲ့တောက်တုံးတာနေသေးလို့အသက်ရှင်နိုင်ခဲ့တာပါလက်ရှိအသက်အန္တရာယ်မရှိတော့ပေမဲ့တလအတွင်းအစိတ်ဖြေစေးမတွေ့ရင်ထာဝရမျက်စိကွယ်သွားနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ဒီသတင်းကြောင့်တပ်သားအလုံးထိတ်လန့်သွားကြပြီးကိုတောင်မကြေခဲ့တဲ့အဆောင်ရဲမက်ကဒူးထောက်ကအရှင်သခင်ကိုမကာကွယ်နိုင်ခဲ့ပါဘူးအပြစ်ပေးပါလို့တောင်းပန်ပါတယ်ဒါပေမဲ့တမှုပေဟောက်ရန်ကမင်းတည်ချင်ရင်ငါဖြည့်ဆည်းပေးမယ်အဲ့ဒီထက်အစိတ်ခတ်တဲ့သူကိုသွားဖမ်းလာလို့အေးအေးဆေးဆေးအမိန့်ပေးလိုက်ပါတယ်တပ်သားတချို့ကတမှုပေဟောက်ရန်မျက်စိကွယ်သွားပြီလို့ထင်နေကြပေမဲ့တမှုကမျက်စိကသာကွယ်သွားတာဒါကမကွယ်သွားဘူးလို့ပြောလိုက်တဲ့စကားဟာအားလုံးကိုတိတ်ဆိတ်သွားစေပါတယ်တစ်ဖက်မှာတော့မြို့တော်ကနေလွတ်လိုက်တဲ့အသေးခံစစ်တီတွေဟာမြောက်ပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်တမှုပေဟောက်ရန်ကစစ်မြေပြင်ကငါးအသက်ကိုမယူနိုင်ခဲ့ရင်မဲ့ငါ့ကိုတေးစေခြင်းတဲ့လူတွေကတော့ရှိနေတော့မဲလို့တန်တရားဝင်နေပါတယ်။တစ်ချိန်တည်းမှာပဲမြို့တော်မှာဝန်ကြီးချုပ်ဟန်ဆန်ထံမြောက်ပိုင်းကအရေးပေါ်သတင်းရောက်လာပါတယ်။သတင်းထဲမှာပေဟောက်ရန်ဟာပထမတိုက်ပွဲကိုအနိုင်ရပြီးနောက်အစိတ်တင်ကယာယီမျက်စိကွယ်သွားပါတယ်လို့ရေးသားထားပါတယ်။ဟန်ဆန်ကဘသူလက်ချက်လဲလို့ချက်ချင်းမေးလိုက်ပေမဲ့လက်အောင်ငယ်သားကစုံစမ်းနေသေးပါလို့သာဖြေနိုင်ပါတယ်။ဒါကိုဟန်ဆန်ကမကျေနပ်ပဲ3လအတွင်းသူနဲ့ပတ်သက်ခဲ့တဲ့လူတိုင်းကိုစစ်ဆေးလို့အမိန့်ပေးပြီးမြောက်ကျန်းကိုကိုယ်တိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နန်းတော်မှာဝန်ကြီးချုပ်ကိုတားဆီးဖို့စ조사သူတွေရှိနေပါတယ်။တမှုတယောက်အတွက်မြို့တော်ကနေထွက်ခွာချင်တာလားလို့မေးမြန်းကြတယ်လို့မြောက်ပိုင်းကိုမရောနှောတင်ဘူးလို့လည်းတတိပေးကြပါတယ်။ဟန်ဆန်ကတော့ငါ့ကိုစောင့်ကြည့်နေတဲ့သူတွေအများကြီးပဲသူတို့မှလည်းမျက်စိတစုံစီပဲရှိတာလို့အေးအေးဆေးဆေးပြန်ဖြေပါတယ်တစ်ဖက်ကအဲ့ဒီဓာကြီးမကြိုးသေးခင်ဘာမှမဟုတ်ဘူးလို့ပြောလာတော့ဟန်ဆန်ကဓာမကြိုးခင်ပထမဆုံးဖြတ်ခံရတာကဓာကင်ထားတဲ့သူရဲ့လည်းပဲစမ်းကြည့်ချင်လားလို့ပြန်လဲချင်းချောက်လိုက်ရအားလုံးတိတ်ဆိတ်သွားပါတယ်။အဲ့ဒီနောက်ဟန်ဆန်ဟာနင်းတွေကျနေတဲ့မြောက်ပိုင်းကိုမြင်စီပြီးအမြန်ဆုံးရောက်လာခဲ့ပါတယ်။ပေဟောက်ရန်ကတော့မျက်လုံးမမြင်ရပေမဲ့သူရဲ့တိုင်းပညာကလျော့ကျမသွားပါဘူး။ထိုအချိန်ဟန်ဆန်ရောက်လာပြီးပေဟောက်ရန်ကသူ့ကိုမမြင်ရတော့ပေမဲ့
အတန်ကိုချက်ချင်းမမိသွားပြီးဝင်ကြီးချုပ်ကြီးမိုင်းပေါင်းများစွာခီးနေလာတာဒါလာဆူတာလားဒါမှမဟုတ်ဒီလူရဲ့ဒါအရင်လိုထက်မြက်နေသေးလားလာကြည့်တာလားလို့အပြုံးမပြတ်ပြောလိုက်ပါတယ်ဟန်ဂျန်ကထက်မြက်နေတော့မယ်လို့ပြန်ဖြေလိုက်ပြီးနှစ်ယောက်သားကရင်အပြန်လန်လက်ကိုစုပ်ကင်ထားကြပါတယ်လက်ကိုလွတ်မင်းရင်လွတ်ဆိုတဲ့စကားတော်နဲ့ပဲသူတို့နှစ်ယောက်ရဲ့ယုံကြည်မှုနဲ့တန်ရောစင်ကိုမြင်တွေ့ရပါတယ်အခန်းထဲပြန်ရောက်တဲ့အခါပေးဟောက်ရန်ကကျွန်တော်မျက်စိကွယ်သွားတော့ဝင်ကြီးချုပ်ကြီးဟန်ဂျန်စိတ်ပြတ်သွားပြီလားလို့နောက်ပြောင်မေးလိုက်ပါတယ်ဟန်ဂျန်ကကိုတော်စိတ်ပြတ်တာကမြို့တော်ကလူဆိုးတွေအကုန်မတည်သေးလို့ပဲလို့ပြန်ဖြေလိုက်ရတမှုပေးဟောက်ဟန်ကကိုတော်ငါအတွက်စိတ်မကောင်းဖြစ်နေတာလားလို့ထပ်မေးပါတယ်ဟန်ဂျန်ကမင်းအဲ့ဒီလိုတွေးလို့ရတယ်လို့အေးဆေးပြောလိုက်ပြီးကိုရိုင်းတန်ယာကိုဆေးထည့်ပေးဖို့စူးစမ်းပါတယ်တမှုပေးဟောက်ရန်ကကျွန်တော်ကိုယ်တိုင်လုပ်ပါမယ်လို့ညင်းပေမဲ့ဟန်ဂျန်ကမလုံနဲ့လို့တားပြီးတေချာပြုစုပေးခဲ့ပါတယ်တမှုပေးဟောက်ရန်ကဝင်ကြီးချုပ်ကြီးဟန်ဂျန်ကတခြားသူတွေကိုတောင်ပြုစုပေးတတ်တာလားလို့စနောက်လိုက်ရဟန်ဂျန်ကဒဏ်ရာရထားတဲ့သူကိုပဲပြုစုပေးတာလို့ပြန်ဖြေပါတယ်ဒါကိုတမှုပေးဟောက်ရန်ကအပြုံးလေးနဲ့ဒါဆိုကျွန်တော်ကျမ်းမာလာရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်တော့ဟန်ဂျန်ကလည်းအဲ့ဒီအချိန်ကျရင်ကိုတော့လက်ဒဏ်ရာရမှာပေါ့လို့နာခေါင်းပြဲအိုကိုင်ကမျက်နှာနာကက်ကပြောလိုက်ပါတယ်ထို့နောက်ဟန်ဂျန်ကအဲ့ဒီဆေးဟာဒဏ်ရာရထားတဲ့သူတွေပဲတောက်ရတဲ့ဆေးလို့ပြောပါတယ်ပေးဟောက်ရန်သာမတောက်ဘူးဆိုရင်မနှက်ဖြန်စစ်သားတွေကသူ့မျက်စိမြင်တော့တာကိုတီးသွားမှာဖြစ်ပြီးခွက်တောင်မကင်နိုင်တော့ရဲ့အခြေအနေကိုဖုံးကွယ်ထားလို့မရတော့ဘူးလို့တတိပေးပါတယ်ပေးဟောက်ရန်ကတော့ဒီကိစ္စကိုဘယ်သူမှအပြင်းထွက်မပြောရဘူးလို့အမိန့်ပေးပြီးပြောရသူရှိရင်ရှာဖြတ်ပစ်မယ်လို့ပါချင်းချောက်လိုက်ပါတယ်ပြီးတော့ဆေးကိုတိတ်တဆိတ်တောက်လိုက်ပါတယ်အဲ့ဒီနောက်ပေးဟောက်ရန်နဲ့ဟန်ဂျန်တို့နဲ့ရောက်တဲ့စကားပြောကြပါတယ်ပေးဟောက်ရန်ကမင်းကငါ့အသက်ကိုကယ်ခဲ့တယ်ဒါပေမဲ့ငါ့ကိုအသက်ရှင်ခိုင်းမလားတေခိုင်းမလားဆိုတာမင်းဆုံးဖြတ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဟန်ဂျန်ကတော့မင်းကတေဖို့ပဲဒီကိုလာခဲ့တာငါသာမင်းကိုတေစေချင်ခဲ့ရင်အစောကြီးကလေးကတက်လိုက်ပြီးသားငါလုပ်ချင်တာကလူတစ်ယောက်ကိုအသက်ရှင်စေချင်တာပဲလို့တင်းတင်းမာမာပြန်ဖြေပါတယ်အဲ့ဒီလိုစကားပြောနေချိန်မှာပဲအပြင်ကနေများတဆင်းပြန်လာပြီးစားပွဲပေါ်စိုက်သွားပါတယ်များကိုကြည့်ပြီးပေးဟောက်ရန်ကဒါဟာရန်သူစစ်တပ်ရဲ့များဖြစ်တယ်လို့ချက်ချင်းသိလိုက်ပါတယ်ဒါကြောင့်စစ်တမ်းလျားထဲမှာရန်သူဘက်ကအတွင်းလူသူရှိုရှိနေသေးတယ်လို့တန်တရားဝင်လာပါတယ်သူကဟန်ဂျန်ရဲ့ရင်ဘတ်ကိုစမ်းကြည့်လိုက်တော့အဝတ်အောက်မှာသွေးစွန်းနေတဲ့ဒဏ်ရာသေးသေးလေးကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်တော့ဟန်ဂျန်ဟာဘာမှမဖြစ်တယ်လို့ဖုံးကွယ်ထားခဲ့တာကိုနားလည်သွားပါတယ်တစ်ဖက်မှာတော့မီးလောင်နေတဲ့အဆောက်အဦတစ်ခုကိုပြသပါတယ်မိန်းကလေးတစ်ယောက်ဟာမျက်ရည်ကျရင်အပြင်မထွက်ဖို့အသက်ရှင်နေဖို့အော်ဟစ်တောင်းပန်နေပါတယ်အဲ့ဒီနောက်ပေးဟောက်ရန်ဟာဒဏ်ရာကြောင့်အိပ်ယာပေါ်မှာလဲလျောင်းနေပြီးလူတက်မှုတွေထပ်မလုပ်ဖို့တခြားသူတစ်ယောက်ကိုတတိပေးနေပါတယ်ပေးဟောက်ရန်အိပ်ပျော်သွားတဲ့အခါဟန်ဂျန်ကကုတင်ဘေးမှာတိတ်တိတ်လေးထိုင်ပြီးမင်းမသေးပါနဲ့လို့စိတ်ထဲကနေဆူတောင်းနေပါတယ်ရန်နေငယ်ကြတဲ့အခါဟန်ဂျန်ကပေးဆောက်ရန်ရဲ့မျက်စိကိုကုသပေးမယ်လို့ပြောပါတယ်ညချိန်မှာတော့သူကရန်သူဘက်ကပြစ်ခတ်ခဲ့တဲ့သူတေသွားပြီဖြစ်ကြောင်းနဲ့သတင်းမဖြန့်ခဲ့တာကဖူဟိုတပ်ဖွဲ့ဘက်ကအတွင်းလူတစ်ယောက်ဖြစ်တယ်လို့ရှင်းပြပါတယ်ဒါကိုကြားပြီးပေးဟောက်ရန်ကတကယ်ဒါအဲ့ဒီလိုဆိုရင်ငါ့ကိုအစိတ်ခတ်ထားတာတေချာတဲ့3ရက်အတွင်းတေသွားနိုင်တယ်လို့အေးအေးဆေးဆေးပြောလိုက်ပါတယ်နောက်တနေ့မှာတော့စစ်မြေပြင်ပေါ်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပါတယ်ပေးဟောက်ရန်ဟာမြင်းပေါ်ကနေရန်သူစစ်သူကြီးကိုရင်ဆိုင်ပြီးငါကောင်းလို့ချင်းရင်ကိုရိုင်လာယူလို့စိန်ခေါ်လိုက်ပါတယ်ရန်သူစစ်သူကြီးကမင်းမသေးသေးဘူးလားလို့အန်လက်ကြီးမေးတော့ပေးဟောက်ရန်ကအပြုံးမပြတ်ပဲပြန်ဖြေပြီးနှစ်ဖက်စလုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်တိုက်ပွဲပြီးသွားတဲ့အခါဟန်ဂျန်ကပေးဟောက်ရန်ရဲ့ဒဏ်ရာကိုစစ်ဆေးပေးပြီးတခြားသူတွေမမြင်စေဖို့တတိပေးပါတယ်ဒါပေမဲ့ပေးဟောက်ရန်ကမြင်လဲကိစ္စမရှိဘူးလို့အေးဆေးစွာပြန်ပြောပါတယ်ညဘက်ရောက်တော့ပေးဟောက်ရန်ဟာစာရွက်စာတမ်းတွေကိုကြည့်ရှုနေရကထူးဆန်းတဲ့တစိမ့်တုံးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီတစိမ့်ဟာအမှုကြီးတစ်ခုရဲ့တဲလုံစာဖြစ်နိုင်တာကြောင့်သူစတင်တန်တရားဝင်လာပါတယ်နောက်တနေ့မှာပေးဟောက်ရန်နဲ့ဟန်ဂျန်တို့နှစ်ယောက်မြင်စီပြီးမြို့ရဲဝင်လာတဲ့အခါလမ်းဘေးကလူတွေအားလုံးကဝိုင်းကြည့်ကြပါတယ်လူငယ်တစ်ယောက်ကဒီလူကအရန်ချမ်းတဲ့သူဆိုပေမဲ့ဟန်ဂျန်လိုလူကိုယ်တောင်လက်အောက်မှာထိန်းထားနိုင်တယ်လို့တီးတို့ပြောကြပါတယ်ဟန်ဂျန်ကပေးဟောက်ရန်ကိုအခုမင်းကိုလူကောင်းဖြစ်မြင်တက်လားရာဇဝတ်သားဖြစ်မြင်တက်လားလို့မေးတဲ့အခါပေးဟောက်ရန်ကဘသူဘလို့ထင်ထင်ငါကယူးမဆိုင်ဘူးလို့တုံ့ပြန်ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်နန်းတော်ကိုရောက်ရှိသွားပါတယ်ဘရင်ရှိမှအမတ်တက်ရောက်ကပေးဟောက်ရန်ဟာစစ်တပ်အာဏာကိုကင်ထားပြီးစိတ်ထားလဲခမရခတ်တာကြောင့်နောက်တစ်ချိန်အနေနဲ့ဖြစ်လာနိုင်တယ်လို့ရှောက်တင်ပါတယ်ဒါကိုပေးဟောက်ရန်ကအပြုံးလေးနဲ့ငါသာပုံကံမဲ့ဆိုရင်အရင်ဆုံးတက်ရမှာမင်းမဲဘာလို့လဲဆိုတော့ငါ့ကိုနေရောညပါစောင့်ကြည့်နေတဲ့သူကမင်းမဲလေလို့ပြန်ပြောလိုက်တာကြောင့်နန်းတော်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်အဲ့ဒီအချိန်မှာအမတ်ကြီးဘူဟိုကထပ်ပြီးပေးဟောက်ရန်ရဲ့မျက်စိယောဂါတော့မပြောက်သေးရဲ့ဘရင်ရှိမှဒီလိုပြောဆိုတာမလျော်ကန်ဘူးစစ်ရေးအုပ်ချုပ်မှုကိုငါဝင်ကူပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ပေးဟောက်ရန်ကငါအတွက်ဘသူကူညီမှမလိုဘူးလို့ချက်ချင်းပြက်ပြက်သားသားညှင်းဆန်လိုက်ပါတယ်ထို့နောက်ပေးဟောက်ရန်ဟာမီးလောင်ကျွမ်းနေရဲ့အတိတ်ကိုပြန်မှတ်မိနေပါတယ်မီးတောက်တွေကြားကနေလူငယ်တယောက်ကြောက်လန့်တကြားကြည့်နေတဲ့မြင်ကွင်းကပေးဟောက်ရန်ရဲ့အတိတ်မှာမမေ့နိုင်တဲ့နာကျင်မှုတစ်ခုရှိနေပါတယ်ထိုချိန်တွင်ပေးဟောက်ရန်ဟာဓာတ်တလက်ကိုကိုင်ဆောင်ပြီးရန်သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်မျက်စိမြင်နိုင်ပေမဲ့သူ့ရဲ့အကြားအာရုံနဲ့တိုက်ခိုက်နိုင်စွမ်းကအမခန်းဖြစ်နေပြီးရန်သူတွေကိုတယောက်ပြီးတယောက်အလွယ်တကူအနိုင်ယူသွားပါတယ်ရန်သူတယောက်ကိုနေရန်မှာဓာတ်နဲ့ကက်ချိတ်ထားပြီးထွက်လာခဲ့လို့အော်ခေါ်လိုက်တဲ့အခါကျန်တဲ့သူတွေလည်းထွက်လာကြပါတယ်သူကတီးကြတဲ့တာဝန်နဲ့လာတာပေါ့တမျိုးလုံးကိုလိန်လို့ရမယ်လို့ထင်နေတာလားဘသူကမင်းတို့ကိုလွတ်လိုက်တာလဲလို့မေးပေမဲ့ရန်သူတွေကပါစမဟာတော့ပါဘူးပေးဟောက်ရန်ကတော့အေးဆေးဆေးလက်ဖက်ရည်ထိုင်တော့ရင်မင်းတို့မပြောလဲငါတီးပြီးသားပဲလို့ပြောလိုက်တာကြောင့်သူ့မှာနောက်ွယ်ကအကြောင်းအရာတွေကိုသိနေပြီဆိုတာထင်ရှားလာပါတယ်အဲ့ဒီအချိန်မှာမျက်နှာဖုံးဆွတ်ထားတဲ့လောက်ကျန်သမားတယောက်ပြတင်းပေါက်ကနေခုံဝင်လာပြီးပေးဟောက်ရန်ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တစ်ခါအတွင်းမှာပဲပေးဟောက်ရန်ကသူ့ရင်ဘတ်ကိုဓာတ်နဲ့ထောက်ထားနိုင်လိုက်ပါတယ်လောက်ကျန်သမားကမင်းကမျက်စိမြင်ရတော့ဘလို့မှတားဆီးနိုင်မှာမဟုတ်ဘူးလို့လောင်ပြောင်ပေမဲ့ပေးဟောက်ရန်ကလူတွေကဘာလို့အမြဲတမ်းမြင်ရမှာပဲအသက်ရှင်နိုင်တယ်လို့ထင်နေကြတာလဲလို့တင်းငိမ်စွာပြန်ပြောလိုက်တာကသူ့ရဲ့စွမ်းရည်ဟာမျက်စိပေါ်မူတည်မနေဘူးဆိုတာပြသလိုက်တာပါတ
တစ်ဖက်မှာတော့နန်းတော်ရုံးခန်းတစ်ခုအတွင်းလူတစ်ယောက်အလောတက်ကြီးဝင်လာပြီးဟန်ဆန်ရှေ့မှာဒူးထောက်သတင်းပို့ပါတယ်။သူကပေးဟောက်ရန်တန်ရာရသွားကြောင်းညာဘက်လက်မောင်းမှာအစိမ်များထိမှန်ထားကြောင်းပြောပြပါတယ်။ဒါပေမဲ့ဟန်ဆန်ကတော့စိုးရိမ်ပုံမပေါ်ပဲပေးဟောက်ရန်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခိုင်းလိုက်ပါတယ်။ခဏအကြာမှာဟန်ဆန်ဟာမီးလောင်ပျက်စီးနေတဲ့နေရာဟောင်းကိုကိုယ်တိုင်ရောက်လာပြီးပေးဟောက်ရန်နဲ့တွေ့ဆုံပါတယ်။ပေးဟောက်ရန်ကငါတည်သွားရင်မင်းအတွက်ဓာတ်ကင်ပေးမဲ့သူမရှိတော့မှာကိုစိုးရိမ်လို့လားလို့လောင်ပြောင်ပြောဆိုလိုက်ပါတယ်။ဟန်ဆန်ကတော့ဘာမှပြန်မငင်းပဲသူ့ကိုငါးနောက်ကိုလိုက်ခဲ့လို့သာပြောလိုက်ပါတယ်။သူတို့နှစ်ယောက်အနားယူဖို့အခန်းတစ်ခုထဲဝင်လိုက်တဲ့အခါကုတင်တစ်လုံးထဲရှိနေတာကိုပေးဟောက်ရန်သတိထားမိပြီးအခန်းထဲမှာဘာလို့ကုတင်တစ်လုံးထဲရှိနေတာလဲလို့မေးလိုက်ပါတယ်။ဟန်ဆန်ကထိမ့်သိမ်းဆောင်ရှောက်ဖို့အတူတူနေကြရမှာပေါ့လို့ပြောပြီးဝက်စားကိုချွတ်လိုက်ပါတယ်။အဲ့ဒီစကားကြောင့်ပေးဟောက်ရန်ကစိတ်တူသွားပြီးမင်းလာရဲဝန့်လာမင်းကိုငါခြေထောက်နဲ့ကန်ချပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ဒါပေမဲ့ဟန်ဆန်ကတော့လုံးဝမတုံလို့ပဲကုတင်ကအများကြီးကျယ်ပါတယ်လို့သာပြောလိုက်တာကြောင့်လူပေးဟောက်ရန်လည်းစကားမပြောနိုင်တော့ပဲသူနဲ့အတူအိတ်ဆက်လိုက်ရပါတော့တယ်။အဲ့ဒီညမှာတော့ပေးဟောက်ရန်ရဲ့စိတ်ထဲကိုအတိတ်ကနာကျင်စရာအမှတ်တရတွေပြန်လည်ဝင်ရောက်လာပါတယ်။ငယ်စဉ်ကသူဟာအနိုင်ကျင့်ခံနေရတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပြီးမြေကြီးပေါ်မှာလဲကျနေရင်ရိုက်နှက်ခံနေရပါတယ်။အဲ့ဒီအချိန်မှာသူ့မိဘတွေကအထိုးခံရရင်ပြန်ထိုးရမယ်ပြန်မထိုးနိုင်သေးရင်လည်းမှတ်ထားပြန်လက်စားချေလို့ရတဲ့နေ့ရောက်ရင်သူတည်တဲ့အထိပြန်ရိုက်လို့တင်ကြားခဲ့တဲ့စကားတွေကိုပြန်လဲကြားရောက်လာပါတယ်။ဟန်ဆန်ကတာယာလေးပေးဟောက်ရန်နဘူးကိုနမ်းလိုက်ပါတယ်။ဟန်ဆန်ကပေါ်ကနေပြီးနှုတ်ခမ်းနားကက်ကနောင်ကဆပြီးဘသူ့ကိုမှမင်းကြောင့်ထိခိုက်နာကျင်စရာမဖြစ်စေရတော့ဘူးပြောလိုက်ပါတယ်။ပေးဟောက်ရန်ကအဲ့ရနိုးလာပြီးသူ့ကိုအလင်းစလိုရှောင်းနေတယ်လို့ဖြစ်တာကိုသတိထားမိပါတယ်။ဒါကြောင့်ငါ့ကိုဒီလောက်တောင်ရှောင်းနေတာလားမင်းညကအနက်တစ်ချက်ပေးလိုက်ုံနဲ့ဒီလောက်တောင်ရှက်နေတာလားလို့စနောက်ပြောလိုက်ပါတယ်။ဟန်ဆန်ကတော့အဆက်ဖုံးပြီးဘသူကရှောင်းနေလို့လဲညကအိမ်မက်ထဲမှာလူမားပြီးနမ်းမိမှာဆိုလို့ပါလို့ပြန်ဖြေလိုက်ပါတယ်။ပေးဟောက်ရန်ကလည်းဒါဆိုမင်းညကငါ့ကိုလူမားပြီးနမ်းလိုက်တာပေါ့လို့ပြန်လဲစနောက်လိုက်တာကြောင့်နှစ်ယောက်ကြားကအခြေအနေကအနှဲငယ်ရင်ကုန်ပွဲကောင်းသွားပါတယ်။အဲ့ဒီအချိန်မှာတမားတော်ကြီးရောက်လာပြီးပေးဟောက်ရန်ရဲ့မျက်လုံးကိုစစ်ဆေးပေးပါတယ်။တမားတော်ကအစိတ်က90%လောက်ပြန့်နှံ့နေပြီးဒီနေ့မျက်လုံးစီးဖြုတ်ပြီးရင်အလင်းရောင်နဲ့စတိတွေ့ရဲ့အချိန်နည်းနည်းခံရခတ်နိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ပေးဟောက်ရန်ကတော့တမားတော်ကိုတောင်ဆက်နောက်ပြီးတမားတော်ကြီးရဲ့လက်ရကြောင့်ကျုံမျက်လုံးတွေအမှန်တကယ်ပျက်စီးသွားမှာကိုပဲစိုးရိမ်မိတယ်လို့ပြောလိုက်ပါတယ်။ကုသမှုပြီးသွားတဲ့နောက်ပေးဟောက်ရန်ကအပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့ဟန်ဆန်တားလိုက်ပါတယ်။ခင်များမသွားရဘူး။ဒါကိုပေးဟောက်ရန်ကငါကမင်းရဲ့အကျဉ်းသားမဟုတ်ဘူးလို့ချက်ချင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါဟန်ဆန်ကသူ့စိတ်ထဲမှာတင်ထားခဲ့တဲ့ခံစားချက်တွေကိုဖွင့်ဟလာပါတယ်။တာဟွာနန်းတော်ကလူတွေကမင်းအတွက်ဘာတွေလဲစစ်တူရင်ရုပ်တွေလားပြင်းရင်ကစားတဲ့ရုပ်တွေလားငါသိခံခဲ့လို့ပဲချန်လာချင်းထောင်မှာမင်းအစိတ်တင်ရတယ်လောက်ကြံခံရတယ်3လအရင်ချင်းကိုသာပြန်သွားလို့ရမယ်ဆိုရင်ဘသူ့ကိုမှမင်းကိုထိခိုက်နာကျင်အောင်လုံးဝခွင့်ပေးမှာမဟုတ်ဘူးလို့နာကျင်စွာပြောလိုက်ပါတယ်ဒီစကားတွေကြောင့်သူကပေးဟောက်ရန်ကိုအမှန်တကယ်ဂယူးဆိုင်ပြီးအသက်နဲ့ရင်ကကာကွယ်ခြင်းနေတယ်ဆိုတာပိုပြီးထင်ရှားလာပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာလောက်ကြံမှုရဲ့နောက်ွယ်ကတရားခံကိုဖော်ထုတ်ဖို့စုံစမ်းရေးစတင်ကြပါတယ်ရှိုးဝက်မှတ်သားတစ်ခုကိုတွေ့ရှိပြီးအဲ့ဒီအမှတ်သားဟာဝှေ့အိမ်တော်ရဲ့အတွင်းဆောင်တွေသာအသုံးပြုနိုင်တဲ့တစ်စိတ်ဖြစ်တာကိုသိလိုက်ရပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့တမှုဝှေ့ကိုအပြစ်ပေးဖို့တက်တေမလုံလောက်သေးပါဘူးအဲ့ဒီအခါပေးဟောက်ရန်ကအေးအေးဆေးဆေးနဲ့လူတက်ဖို့ဆိုတာတက်တေကိုစောင့်နေတာမဟုတ်ဘူးလို့ပြောလိုက်တာကသူ့ရဲ့ပြတ်သားတဲ့စိတ်ထားကိုဖော်ပြလိုက်တာပါအဲ့ဒီနောက်နှစ်ယောက်သားအမျိုးသားဝတ်စုံတွေဝတ်ပြီးဈေးရဲကိုရှိုးဝက်စွာထွက်လာကြပါတယ်ဟန်ချန်ကတော့ပေးဟောက်ရန်နဲ့ဒီလိုဈေးတဲ့အတူလမ်းလျှောက်ရတာပထမဆုံးပဲလို့ပြောလိုက်ရာပေးဟောက်ရန်ကလည်းတကူလုံးအေးဆက်ပြီးနူးညံ့တဲ့နက်ဖျားတစ်ပါးနဲ့လမ်းထွက်ရတာလည်းငါအတွက်ပထမဆုံးပဲလို့စနောက်ပြန်ပါတယ်သူတို့နှစ်ယောက်ဟာလမ်းဘေးမှာထိုင်နေတဲ့မျက်စိတစ်ဖက်တည်းရှိတဲ့တက်ကြီးရွယ်အိုတယောက်စီသွားပြီးပန်းချီတစ်ချက်ကိုထုတ်ပြပါတယ်တက်ကြီးရွယ်အိုကကြည့်လိုက်တာနဲ့မျက်နှာပြတ်သွားပြီးဒီပန်းချီအကြောင်းမေးလို့မရဘူးလူသေးတက်တယ်လို့ကြောက်လန့်တကြားပြောလိုက်ပါတယ်ပေးဟောက်ရန်ကဓာတ်ကိုထုတ်ပြပြီးမပြောရင်အခုချက်ချင်းတင်မယ်လို့ချင်းချောက်လိုက်ချိန်မှာဟန်ဆန်ကပြောတာပြောပါခင်များတက်ကိုကျွန်တော်အာမခံတယ်လို့ဝင်ပြောလိုက်ပါတယ်အဲ့ဒီအခါတက်ကြီးရွယ်အိုကအမှန်ကိုဖွင့်ဟလိုက်ပြီးလွန်ခဲ့တဲ့3ရက်ကလူတစ်ယောက်လာပြီးဝှေ့အိမ်တော်ကပန်းချီဟောင်းနဲ့အမှုတွဲတွေကိုဝယ်သွားတယ်လို့ပြောပြလိုက်ပါတယ်တရင်ချက်လက်ရသွားတဲ့အချိန်မှာပဲရှိုးဝက်လောက်ကြံသမားတွေရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာပါတယ်ပေးဟောက်ရန်နဲ့ဟန်ချန်တို့ဟာဓားတွေကိုတပြိုင်နက်ဆွဲထုတ်ပြီးရန်သူတွေကိုအပြင်းထန်တိုက်ခိုက်ကြပါတယ်နှစ်ယောက်စလုံးရဲ့ဓားပညာကအလုံးမြင့်မားတာကြောင့်ရန်သူတွေကိုအချိန်တိုအတွင်းအနိုင်ယူနိုင်ခဲ့ပါတယ်တိုက်ပွဲပြီးဆုံးသွားတဲ့နောက်သူတို့ဟာမျက်စိတစ်ဖက်တည်းရှိတဲ့တက်ကြီးရွယ်အိုစီကိုပြန်သွားကြပါတယ်ဟန်ချန်ကဂတိပေးထားတဲ့အတိုင်းသူ့အသက်ကိုမထိခိုက်စေဘဲစာရွက်စာတမ်းကိုပြန်ပေးအပ်ခဲ့ပေမဲ့မျက်စိတစ်ဖက်တည်းရှိတဲ့တက်ကြီးရွယ်အိုကလေးကျသွားပါသည်ထို့နောက်ရဲမက်ကဟန်ချန်ပြန်လာမှလှုပ်ရှားတာပိုကောင်းမယ်ဟုအကြံပေးတော်လဲပေးဟောက်ရန်ကတော့စောင်းဆိုင်ရန်လုံးဝစိတ်မဝင်စားပေသူပြန်လာရင်တက်တေတွေအစီအစဉ်တွေအကြောင်းထပ်ပြောဦးမယ်ငါသားကတော့မစောင့်နိုင်ဘူးဟုပြောကချက်ချင်းတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်သူတို့ကအိမ်တော်တွင်းသို့ဝင်ရောက်တိုက်ခိုက်ရန်ပြင်ဆင်နေစဉ်ပေးဟောက်ရန်ကပင်ဒီနာတော့မင်းတို့မှမဟုတ်ဘူးဟုအေးဆက်ဆက်ပြောဆိုလိုက်သည်ထိုအချိန်မှာပဲပေးဟောက်ရန်ကအိမ်နှန်းပေါ်မှခုံချထွက်လာပြီးမြေအောက်သို့လောင်ကန်းထဲသို့ဝင်ရောက်သွားသည်အခန်းအတွင်း၌ရွှေတုံးငွေတုံးများအပြည့်သို့လောင်ထားသည်ကိုတွေ့ရပြီးထိုနေရာမှတစ်တာငယ်တစ်လုံးကိုရှာဖွေတွေ့ရှိကဖွင့်ကြည့်လိုက်သည်သူလိုချင်သည့်အရာကိုရရှိပြီးသည်နှင့်ချက်ချင်းပြတင်းပေါက်မှတဆင့်ခုံစင်းကခြံဝင်းထဲသို့ထွက်ပြေးလိုက်သည်သို့တော်ခြံဝင်းထဲသို့ရောက်သည့်ချိန်တွင်ရန်သူများကအစင်သင့်ဆောင်ဆိုင်နေပြီးသားဖြစ်နေသည်ပေးဟောက်ရန်ကဓာတ်ကိုဆွဲထုတ်ကရန်သူများနှင့်အပြင်းထန်တိုက်ခိုက်သည့်ရန်သူများအရေးအတွက်များလုံးသဖြင့်ဒုက္ခနာကိုတွင်ဒဏ်ရာများစွာရရှိသွားတော်လဲနောက်မဆုတ်ခဲ့ပေရန်သူတို့ကဓာတ်ဖြင့်ထိုးကချင်းချောက်တော်လဲပေးဟောက်ရန်ကတအိမ်လုံးအသက်ခံရတာတောင်ငါဖြတ်ကျော်လာခဲ့တာမင်းတို့ကဘာကောင်တွေမို့လို့လဲဟုပြက်သားစွာပြန်ပြောလိုက်သည်ထို့နောက်အခွင့်အရေးတစ်ခုကိုအတုံးချကရန်သူများ၏ဝိုင်းပိတ်မှုကိုဖောက်ထွက်ပြီးကြောက်တုံးများအတွင်းသို့ဝင်ရောက်ပုံးကနေရန်ပေါ်သို့ခုန်တက်၍လွတ်မြောက်သွားခဲ့သည်
ပေဟောက်ရန်ထွက်ပြေးလွတ်မြောက်သွားပြီးနောက်အိမ်တော်တွင်ရေချိုးကန်တွင်ရေစိမ်းရတန်ရာများကုသနေချိန်အိမ်တော်သို့ဟန်ချန်ရောက်ရှိလာသည်ဟန်ချန်ကတကားတော်မခောက်ပဲအခန်းထဲဝင်လာတာကိုပေဟောက်ရန်ကအပြုံးပါဖြင့်အခန်းထဲဝင်ရင်တကားခောက်ရမှန်းမသိဘူးလားဟုဆနောက်လိုက်သည်ဟန်ချန်ကတော့ဟာသမလုံးငိုင်သေးပေမင်းကတာဟွာအိမ်တော်ရဲကိုတယောက်တည်းတိတ်တဆိတ်ဝင်သွားတာလားဖမ်းမိသွားရင်ဘယ်လိုလုပ်မလဲဟုစိုးရိမ်နေကြီးမေးလိုက်သည်ပေဟောက်ရန်ကဖမ်းမိရင်တွေးလန်းဖောက်ပြီးထွက်လာရုံပေါ့ဟုအေးဆေးစွာပြန်ဖြေလိုက်သည်ထို့ဖြေကြောင့်ဟန်ချန်ကဒေါသထွက်ကလူတိုင်းကမင်းအတွက်အသက်ပေးမယ်လို့ထင်နေတာလားဟုစူပူလိုက်သည်ပေဟောက်ရန်ကတော့နောက်ကျသွားမှစိုးရိမ်လို့မင်းအတွက်အလောင်းမဲကောက်ရမှာကိုကြောက်လို့လုပ်ခဲ့တာဟုရိုးသားစွာပြန်ပြောလိုက်ရာဟန်ချန်ဤဒေါသလည်းတဖြည်းအပြေးပြေလျော့သွားသည်ထို့နောက်ပေဟောက်ရန်ကတစ်တာထဲမှရှေးဟောင်းစာအုပ်ကိုထုတ်ယူကာနှစ်ဦးအတူဖွင့်ဖက်ကြသည်စာအုပ်ထဲတွင်ပေကျင်းတွေသည့်စစ်သုံးပစ္စည်းများအလွဲသုံးစားလုပ်ခံရသည့်အထောက်အထားများဘေးဒုက္ခကယ်ဆယ်ရေးရန်ပုံငွေများကိုရှို့ဝှက်သို့လောင်ယုံများသို့ရွှေ့ပြောင်းထားသည့်မှတ်တမ်းများနှင့်နန်းတွင်းရာရှိကြီးများပါဝင်ပတ်သက်နေကြောင်းအထောက်အထားများကိုတွေ့ရှိရသည့်ထို့ပြင်လွန်ခဲ့သည့်နှစ်များကမီးလောင်မှုတစ်ခုနှင့်ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့သည့်အမှုဟောင်းတို့သည်လည်းယခုအမှုများနှင့်ဆက်ဆက်နေကြောင်းသိရှိဤလာကြသည်စာအုပ်ထဲမှအချက်လက်များကိုစမ်းစစ်ပြီးနောက်ပေဟောက်ရန်ကတရားခံကနန်းတော်ထဲမှာရှိနေရဲ့ဟုတေချာစွာကောက်ချက်ချလိုက်သည့်ဟန်ချန်ကလည်းငါရှိနေတယ်ငါတို့နှစ်ယောက်အတူတူပဲမိမိသားစုအတွက်လက်စားချေပေးမယ်ဟုကတိပေးလိုက်သည်တိုးတော်ဟန်ချန်ကရန်သူများကသူတို့ကိုအမြဲစောင့်ကြည့်နေကြောင်းတယောက်တည်းလှုပ်ရှားလို့မရတော့ကြောင်းတတိပေးသည်ပေဟောက်ရန်ကလည်းဒီတစ်ခါတော့လူခေါ်သွားမယ်ဟုသဘောတူလိုက်သည်နှစ်ဦးသားမြေပုံကိုဖြန့်ခင်းကရန်သူများ၏အင်အားလှုပ်ရှားမှုများနှင့်နောက်တစ်ဆင့်အစီအစဉ်များကိုအသေးစိတ်ဆွေးနွေးကြသည်ဟန်ချန်ကပေဟောက်ရန်ကိုအလွန်စိုးရိမ်ကြောင်းဖွင့်ဟပြောဆိုရာပေဟောက်ရန်ကငါ့ကိုအလိုမလိုက်ပါနဲ့အဲ့ဒီလိုဆိုငါသုံးမဝင်တဲ့သူဖြစ်သွားလိမ့်မယ်ဟုပြန်ပြောသည်ထို့နောက်မင်းကငါသားမှမဟုတ်သေးဘူးအ ਨੇ ဆုံးတော့အခုချိန်မှာပေါ့ဟုအတိတ်ပဲနဲ့သည့်စကားတကွန်းပြောလိုက်ပြီးနှစ်ဦးသားရန်သူစစ်အမှန်ကိုဖော်ထုတ်ကာအတိတ်ကသွေးကြွေးများကိုပြန်လဲလက်စားချေရန်ပြင်ဆင်လိုက်သည်အဲ့ဒီနောက်ပေဟောက်ရန်ဟာအမောင်ကျနေတဲ့အဆောက်အုံဟောင်းတစ်ခုကိုတွားရောက်ခဲ့ပါတယ်တကားကိုတွန်းဖွင့်ဝင်လိုက်တဲ့အခါအတွင်းမှာပင့်ကူအိမ်တွေနဲ့အပြက်စီးတွေပြည့်နှက်နေပြီးလူတအုပ်တည်ဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်နေရန်ပေါ်မှာတော့သွေးနဲ့ရေးသားထားတဲ့ရှို့ဝက်အမှတ်သားတစ်ခုကိုတွေ့ရပါတယ်ပေဟောက်ရန်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်တေဆုံးသူရဲ့အနီးမှာမြေကြီးအောင်မြုပ်ထားတဲ့စာရွက်စာတမ်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီစာရွက်ထဲမှာအမှုနဲ့ဆက်နွယ်နေတဲ့အရေးကြီးတဲ့အချက်လက်တွေပါဝင်နေခဲ့ပါတယ်စုံစမ်းမှုတွေတိုးတက်လာတာနဲ့အမျှပေဟောက်ရန်ဟာတရားခံအစ်စ်ကိုကိုယ်တိုင်ရှာဖွေဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကအမှန်တရားကိုဖော်ထုတ်ဖို့ဖြစ်ပေမဲ့အမှုနောက်ွယ်မှာနန်းတော်နဲ့ဆက်နွယ်နေတဲ့အင်အားကြီးသူတွေပါဝင်နေကြောင်းသိလာခဲ့ပါတယ်မိုးသည့်ထန်စွာရွာသွန်းနေတဲ့ညတညမှာအမောင်ထုဖုံးလွှမ်းနေတဲ့ရေပြင်ပေါ်ကလင်ငယ်တစင်းပေါ်မှာလူတအုပ်ဟာကြောက်ရွံ့လုံနေခဲ့ပါတယ်သူ့ကိုတစုံတစ်ယောက်ကတိုက်ခိုက်လိုက်ပြီးရင်ဘတ်မှာဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပါတယ်သွေးတွေစီးကျနေတဲ့အချိန်မှာပဲသူ့ရှေ့ကိုရောက်လာသူကတော့ဒီအမှုကိုလိုက်လံစုံစမ်းနေတဲ့ပေဟောက်ရန်ဖြစ်ပါတယ်တေဆုံးခါနီးချိန်မှာအဲ့ဒီလူကသူ့ကိုယ်သူအပြစ်မရှိကြောင်းရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။သူဟာလူတက်မှုနဲ့မပတ်သက်ပဲစားနေရိတ်ခါတည်ယူပို့ဆောင်ရေးကိုသာတာဝန်ယူသူဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့အမှုရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့အမှန်တရားကြီးရှိနေကြောင်းပေဟောက်ရန်ကတန်တရားဝင်နေခဲ့ပါတယ်။ပေဟောက်ရန်ကမဲရောင်ဝတ်စုံနဲ့လူတအုပ်ကိုဓာတ်နဲ့ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီနောက်မြေပြင်ပေါ်ကိုကြားရောက်သွားတဲ့ပစ္စည်းတစ်ခုကိုတွေ့ရပြီးသူဟာတစုံတရာကိုစဉ်းစားရနေပါတော့တယ်။ဖျားရုပ်ပွားတော်ရှေ့တွင်အဝတ်စားစုပ်ပြက်နွမ်းပါနေသောအမျိုးသားတဦးသည်ကြောက်ရွံ့လုံနေပြီးခေါင်းကိုကိုင်ကအော်ဟစ်ညီးတွားနေခဲ့သည်ထိုချိန်တွင်မျက်နှာဖုံးနှက်တက်ထားပြီးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသောလူငယ်သည်ဓာတ်ကိုကိုင်ဆောင်ကရုတ်တရက်ရောက်ရှိလာခဲ့သည်အဆိုပါမျိုးသားသည်အသက်လူကထွက်ပြေးရန်ကြိုးစားခဲ့တော်လဲပေဟောက်ရန်ကအနောက်မှဖမ်းပြီးတားဆီးလိုက်သည်ထိတ်လန့်နေသောအမျိုးသားကပေဟောက်ရန်ထံတနာခံကသူ့ကိုမတက်ရန်တောင်းပန်ခဲ့သည်ထို့ပြင်ပိုင်မီသားစုပျက်စီးသွားခဲ့ရခြင်းတွင်သူ့နေဖြင့်ပါဝင်ပတ်သက်မှုမရှိကြောင်းသူသည်ရိတ်ခါတဲ့ယူပို့ဆောင်ပေးုံသာတာဝန်ယူခဲ့ရသူဖြစ်ကြောင်းရှင်းပြခဲ့သည်သို့သောပေဟောက်ရန်ကအပြစ်ရှိသူကိုဖော်ထုတ်ရန်ဆုံးဖြတ်ထားပြီးသူ့ကိုတက်ချင်သူများရှိပါကအလဲကျဆောင်ဆိုင်ကြရန်ပြောကာဓာတ်ကိုအသင့်ပြင်ထားလိုက်သည်အသက်ပေးကြုံနေရသောထိုမျိုးသားကနောက်ဆုံးခွင့်ရေးဖြစ်အရေးကြီးသောရှို့ဝှက်ချက်တစ်ခုကိုထုတ်ဖော်ပြောခဲ့သည်သူကဌာနမှူးသည်အသက်ရှင်နေစေဖြစ်ကြောင်းဝဲရုံဝင်ကြီးသည်အမှန်တကယ်ကြိုးကင်သူမဟုတ်ကြောင်းပြောဆိုခဲ့သည်ပိုင်မီသားစုကိုရှင်းလင်းဖြတ်စည်းရန်အမိန့်ပေးခဲ့သောအစ်စ်အမှန်လက်သည်နန်းတော်အတွင်းတွင်ရှိနေကြောင်းဖော်ပြလိုက်ရာလပေဟောက်ရန်နှင့်ဟန်ချန်တို့သည်အံ့အားသင့်သွားခဲ့ကြသည်ထိုမျိုးသားကပိုင်မီသားစုကိုတက်ဖြတ်ရှင်းလင်းရန်အမိန့်ပေးခဲ့သူကိုသိရှိနိုင်စေမိဒဲလွန်စ်တစ်ခုရှိကြောင်းပြောခဲ့သည်ထိုသူ၏လက်ထဲတွင်ရှေးဟောင်းကြောက်စိမ့်ဆွဲသည့်တစ်ခုရှိခဲ့ပြီးထိုပစ္စည်းကိုပိုင်ဆိုင်ထားသူသာဖြစ်မှန်ကိုသိနိုင်မိဟုဆိုခဲ့သည်ထိုချိန်တွင်ပေဟောက်ရန်ဒီဟန်ချန်၏ခါတွင်ချိတ်ထားသောကြောက်စိမ့်ဆွဲသည့်ကိုသတိပြုမိသွားပြီးသူ့လက်ပင်ကိုဓာတ်ထောက်ကအမှန်တရားကိုရှင်းပြရန်တောင်းဆိုခဲ့သည်ဟန်ချန်ကထိုကြောက်စိမ့်ဆွဲသည့်သည်ရှေးအဂရီမြင့်မြတ်ကသူ့မိခင်ဘက်မိသားစုထံပေးသနာခဲ့သောအမွေနှစ်ပစ္စည်းဖြစ်ကြောင်းရှင်းပြခဲ့သည်လွန်ခဲ့သော10နှစ်ကပိုင်မီသားစုဖြစ်ရဖြစ်ပွားချိန်တွင်သူသည်မြို့တော်တွင်ပင်မရှိဘဲစာကြီးတိုင်းနာသာရှိနေခဲ့ကြောင်းပြောဆိုခဲ့သည်ထိုချိန်တွင်ထိုမျိုးသားကလည်းသူမြင်ဘူးခဲ့သည်မှာကြောက်စိမ့်ဆွဲသည့်သာဖြစ်ပြီးအမိန့်ပေးခဲ့သူ၏မျက်နှာကိုမမြင်ဘူးကြောင်းပြောပြခဲ့သည်သို့တော်ထိုလူသည်အနက်ရောင်ဝတ်ယုံကိုဝတ်ဆင်ထားခဲ့ကြောင်းအတည်ပြုခဲ့သည်ပေဟောက်ရန်သည်ဟန်ချန်ကိုကြည့်ကာသူ့ကိုယုံကြည်တဲ့တလားသို့မဟုတ်တက်ပစ်တဲ့တလားမဆုံးဖြတ်နိုင်တော့ကြောင်းပြောခဲ့သည်ထိုအခါဟန်ချန်ကသူ့ကိုတက်လိုက်ခြင်းဖြင့်ပေဟောက်ရန်၏စိတ်နာခြင်းမှုတက်တာသွားမည်ဆိုပါကတက်လိုက်ပါဟုပြောကာအသက်အန္တရာယ်ကိုပင်မကြောက်တော့သည့်ပုံစံဖြင့်ရပ်နေခဲ့သည်ထို့နောက်ဟန်ချန်ကပေဟောက်ရန်ကိုကဲတင်ခဲ့ခြင်းသည်မြောက်ပိုင်းဒေသရေးကြောင်းသာမဟုတ်ကြောင်းယင်ဖွင့်ပြောဆိုခဲ့သည်ပေဟောက်ရန်ကနောက်ဆုံးတော့အမှန်တရားကိုပြောလာပြီလားဟုမေးလိုက်သည်ဟန်ချန်ကသူငယ်စဉ်ကာလတွင်မိမိအတွက်အန္တရာယ်များကြားတဲ့ဝင်ရောက်ကာကွယ်ပေးခဲ့သူတယောက်ရှိခဲ့ကြောင်းပြန်လည်ပြောပြခဲ့သည်ထိုသူကမိမိကိုမမှတ်မိတော့နိုင်ပေမဲ့သူ့အတွက်တော့ထိုမှတ်တရသည်နှစ်ပေါင်းများစွာကြာသည့်အထိမမေ့နိုင်ခဲ့ကြောင်းဝန်ခံခဲ့သည်ထိုစကားများကြားပြီးပေဟောက်ရန်သည်အတိတ်ဖြစ်ရပ်ကိုပြန်လည်မှတ်မိလာခဲ့သည်သူကဟန်ချန်အဲ့ဒီလူကမင်းလာဟုမေးမြန်းခဲ့ရာဟန်ချန်ကဟုတ်တယ်ငါပါဟုအတည်ပြုပြောခဲ့သည်
သို့တော်ပေဟောက်ရွံ၏နှလုံးသားထဲတွင်မကျေနပ်မှုများရှိနေစေဖြစ်သည်သူကဟန်ဂျန်၏ကျေးဇူးဆက်ပုံသည်သူကိုထောင်ထဲမှထုတ်ယူပြီးမြောက်ပိုင်းဒေသသို့ပို့ကအသက်ဆုံးခိုင်းခြင်းသာလားဟုမေးခဲ့သည်ဟန်ဂျန်ကထိုချိန်ကသူ့နေဖြင့်တိုင်းပြည်နှင့်ပေဟောက်ရွံကြားရွေးချယ်ရမည်ဆိုလျှင်တိုင်းပြည်ကိုရွေးချယ်ရမည်ဟုထင်ခဲ့ကြောင်းဝန်ခံခဲ့သည်သို့တော်ယခုအချိန်တွင်တော့သူသည်လောဘကြီးမိပြီဖြစ်ကြောင်းတိုင်းပြည်တစ်ခုတည်းသာမကပေဟောက်ရွံကိုပါမဆုံးရှုံးကျင်တော့ကြောင်းပြောခဲ့သည်ပေဟောက်ရွံကဟန်ဂျန်ကိုသူကိုပိုင်ဆိုင်ခြင်းရင်နောက်ဘယ်တော့မှမလိမ်ညာရန်တောင်းဆိုပြီးပွေ့ဖက်နှံလိုက်ပါသည်ထိုနောက်မီးလောင်ကျွမ်းနေတဲ့အဆောက်အုံဟောင်းကြီးထဲမှာမီးခိုးတွေဖုံးလွှမ်းနေပြီးဓာတ်ကင်ထားတဲ့လူတစုကဒဏ်ရာပြင်းထန်ရထားတဲ့အမျိုးသားတယောက်ကိုဝိုင်းထားကြပါတယ်အဲ့ဒီအချိန်မှာတော့ပေဟောက်ရွံကမီးတောက်တွေကြားကိုမကြောက်မရွံ့ဝင်ရောက်လာပါတယ်မျက်နှာဖုံးတက်ထားတဲ့လူသက်သမားကဒဏ်ရာရနေတဲ့အမျိုးသားရဲ့လည်ပင်းကိုဓာတ်ထောက်ထားပြီးပေဟောက်ရွံစာအုပ်ကိုဒီကိုလဲပေးစမ်းလို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ပေဟောက်ရွံကမကြောက်မရွံ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးလူကိုလွတ်ပေးလိုက်မင်းကိုငါတက်ငိမ့်ငိမ့်လေးတည်ခွင့်ပေးမယ်လို့အေးအေးဆေးဆေးပြန်လဲချင်းချောက်လိုက်ပါတယ်ဒါပေမဲ့ရန်သူကပေဟောက်ရွံရဲ့စကားကိုဂယူးမဆိုင်ပဲဒဏ်ရာရနေတဲ့အမျိုးသားရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်ပေဟောက်ရွံကချက်ချင်းပြေးဝင်သွားပေမဲ့နောက်ကျသွားခဲ့ပါပြီးတွေ့ရနေတဲ့အမျိုးသားကအသက်ကုန်ခါနီးမှာတက်တေခံထောက်ထားဝဲဘက်ဝင်ကြီးအောင်မှမရှိဘူးဒီမှာလို့အာယူပြောပြီးလက်ကိုဆန်တန်းလိုက်ချိန်မှာပဲအသက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ပေဟောက်ရွံဟာတေဆုံးသွားတဲ့သူကိုပွေ့ဖက်ထားရင်အလွန်ဝမ်းနည်းပြီးနာကျင်စွာအော်ဟစ်လိုက်ပါတယ်သူထက်ပြီးတစ်ခါနောက်ကျသွားပြန်တာပါအဲ့ဒီညမှာတော့ပေဟောက်ရွံဟာအရက်တောက်ရင်စိတ်ပြက်လက်ပြက်နဲ့တယောက်တည်းထိုင်နေပါတယ်သူ့ရင်ထဲကနာကျင်မှုတွေကိုဖွင့်ဟရင်ဘာလို့ခါတိုင်းလိုပဲအမြဲတမ်းတလန်းနှောက်နေရတာလဲငါနှစ်ပေါင်းများစွာဒါတိုင်းလေ့ကျင့်ခဲ့ရင်မဲ့မိဘတွေကိုလည်းမကယ်နိုင်ခဲ့ဘူးတက်တွေကိုလည်းမကယ်နိုင်ခဲ့ဘူးအမှန်တရားကိုတောင်စုပ်ကင်မထားနိုင်ခဲ့ဘူးလို့ကိုအပြစ်တင်နေပါတယ်အဲ့ဒီအချိန်မှာတော့အနီရောင်ရာရှိဝတ်စုံဝတ်ဟန်ဂျန်ရောက်လာပြီးပေဟောက်ရွံရဲ့ပကုံးကိုကင်ကာပေဟောက်ရွံတော်လောက်ပြီးလို့နှစ်သိမ့်လိုက်ပါတယ်ပေဟောက်ရွံကလွတ်ဆန်းလို့ပြောပြီးဖယ်ထုတ်ဖို့စ조사ပေမဲ့ဟန်ဂျန်ကမလွတ်ပါဘူးအဲ့ဒီနောက်သူကပေဟောက်ရွံကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်မင်းမတယောက်တည်းရှိနေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပေဟောက်ရွံကဝမ်းနေစွာမင်းကဘေးမှာဘလောက်ကြာရှိပေးနိုင်မှာမို့လို့လဲလို့မေးတဲ့အခါဟန်ဂျန်ကမင်းတည်သွားရင်ငါလည်းတယောက်တည်းဆက်ရှင်နေမှာမဟုတ်ဘူးလို့ပြန်ဖြေပြီးသူတို့နှစ်ယောက်ရဲ့ခိုင်မာတဲ့တစ္ဆာကိုပြသလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်လိုက်တယောက်အလင်းမြန်ရောက်လာပြီးတခင်ကြီးချိုးဝက်သတင်းလွှာပါလို့ပြောကသတင်းလွှာကိုပေးအပ်လိုက်ပါတယ်သတင်းကိုဖတ်ပြီးနောက်အနီရောင်ဝက်လူငယ်ကအချိန်မဆိုင်တော့ပဲသွားကြစို့လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ဟာစားပွဲပေါ်မှာမြေပုံတစ်ချက်ခင်းပြီးရန်သူကိုဘလို့ဖယ်ရှားမလဲဆိုတာဗျူဟာဆွဲကြပါတယ်ဟန်ဂျန်ကငွေကြေးလမ်းကြောင်းနဲ့မှောင်ခိုဈေးကွက်ဆက်သွယ်မှုတွေကိုစုံစမ်းဖို့အမိန့်ပေးလိုက်ပါတယ်သူတို့ရဲ့အစီအစဉ်ကတော့ရန်သူကိုတိုက်ရိုက်မတိုက်ခိုက်ပဲအရင်ဆုံးသက်သေထောက်ထားတွေစုဆောင်းဖို့ဖြစ်ပါတယ်ဒါကြောင့်အတူအယောင်သတင်းချက်လက်တွေကိုဖန်တီးပြီးမှောင်ခိုဈေးကွက်ထဲပြန့်နှံ့အောင်လုပ်လိုက်ပါတယ်အဲ့ဒီသတင်းကိုကြားပြီးဝင်ကြီးဘက်ကလူတွေကိုယ်တိုင်လှုပ်ရှားလာအောင်ဆွဲဆောင်ဖို့ဖြစ်ပါတယ်ပေဟောက်ရွံကတော့ဒီတစ်ချိန်မှာသူဟာအပြင်လူတယောက်အနေနဲ့မဟုတ်ပဲပေဟောက်ရွံနဲ့အတူရန်သူကိုတိုက်ခိုက်မဲ့မိဖက်တယောက်ဖြစ်ကြောင်းပြောခဲ့ပါတယ်အတူတက်မယ်အတူတိုက်မယ်ဘယ်တော့မှနောက်မဆုတ်ဘူးဆိုတဲ့သူစကားကြောင့်နှစ်ယောက်ကြားယုံကြည်မှုကပုံမခိုင်မာလာခဲ့ပါတယ်တစ်ဖက်မှာတော့ညာဘက်ဝင်ကြီးရဲ့ယုံကြည်ရတဲ့လူတယောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်လူတွေကသူ့ကိုချက်ချင်းဖမ်းဆီးထားတဲ့တယ်လို့ပြောကြပေမဲ့ဒါကြံရွံကတော့သူ့ကိုလွတ်ပေးလိုက်ပါတယ်အကြောင်းကတော့အဲ့ဒီလူဟာကြောက်လန့်ပြီးသူ့သခင်စီပြန်သွားမှဖြစ်ပြီးသူ့နောက်ကနေလက်ချေရခံနိုင်မယ်လို့တွက်ချက်ထားတာပါဒီလိုနဲ့ဒါကြံရွံတို့ဟာညာဘက်ဝင်ကြီးရဲ့ရှိုးဝက်ကွန်ရက်ကိုတဖြည်းဖြည်းဖော်ထုတ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာနမေကြီးရှိုးဝက်ဈေးတစ်ခုမှာအနေရကြီးတဲ့အယောင်းဝယ်တစ်ခုဖြစ်ပေါ်လာပါတယ်လူတယောက်ဟာလွန်ခဲ့တဲ့10နှစ်ကဝေမီသားစုအမှုဟောင်းနဲ့ပတ်သက်တဲ့မှတ်တမ်းစာအုပ်ကိုရယူဖို့ရောက်လာခဲ့ပါတယ်အဲ့ဒီစာအုပ်ဟာတာမန်စာအုပ်မဟုတ်ပါဘူးနန်းရွယ်အာဏာရှိသူတွေပါဝင်ပတ်သက်ခဲ့တဲ့အမှုကြီးတစ်ခုရဲ့အမှန်တရားကိုဖော်ထုတ်နိုင်တဲ့အထောက်အထားဖြစ်ပါတယ်ဈေးတီကသူ့ကိုလှည့်စားဖို့စ조사ပေမဲ့ထိုလူကအလွယ်တကူမယုံကြည်ခဲ့ပါဘူးသူငါလိုချင်တာကပစ္စည်းစစ်ပဲလှည့်စားဖို့စ조사ရင်အကျိုးဆက်ကိုမင်းမခံနိုင်ဘူးလို့တတိပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေရာဟာရန်သူတွေရဲ့ထောင်ချောက်ဖြစ်နေခဲ့ပါတယ်ညာဘက်ဝင်ကြီးဘက်ကလူတွေဟာသူ့ကိုဖမ်းဖို့ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်ဒါပေမဲ့သူကလည်းရိုးရိုးရှင်းရှင်းဝင်လာတဲ့သူမဟုတ်ပါဘူးရန်သူတွေကသူ့အတွက်ပိုက်ကွန်ဖြန့်ထားသလိုသူကလည်းကြိုတင်ကာကွယ်မှုတွေပြင်ဆင်ထားပြီးသားဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားချိန်မှာသူဟာဓာတ်တိုင်းကျွမ်းကျင်မှုနဲ့ရန်သူတွေကိုတယောက်ပြီးတယောက်အနိုင်ယူခဲ့ပါတယ်နောက်ဆုံးမျက်နှာဖုံးဆွထားတဲ့ခေါင်းဆောင်ကိုဖမ်းမိပြီးဝေမီသားစုအမှုဟောင်းရဲ့နောက်ွယ်ကအမှန်တရားကိုစစ်မေးခဲ့ပါတယ်စုံစမ်းမှုတွေအရထိတ်လန့်စရာအချက်တစ်ခုပေါ်လာခဲ့ပါတယ်ဝေမီသားစုအမှုဟောင်းဟာညာဘက်ဝင်ကြီးတယောက်တည်းရဲ့လုပ်ရမဟုတ်ခဲ့ပါဘူးအခွန်ဌာနတွေကမှတ်တမ်းဟောင်းတွေကိုအသုံးချပြီးတပ်တွေဖျက်ဆီးခဲ့သူတွေရှိနေခဲ့ပါတယ်ထို့အပြင်ညာဘက်ဝင်ကြီးကိုငွေကြေးကူညီပြီးပြစ်မှုတွေဖုံးကွယ်ပေးနေတဲ့နန်းရွယ်အာဏာရှိသူတွေလည်းပါဝင်နေခဲ့ပါတယ်ဒီသတင်းကိုတိလိုက်တဲ့အခါဟန်ဂျန်တို့နှစ်ယောက်လုံးအံ့အားသင့်သွားကြပါတယ်သူတို့ထင်ထားတာထက်ရန်သူဟာပုံမကြီးမားပြီးနန်းရွယ်ထက်တန်းအဆင့်ထိဆက်နွယ်နေခဲ့တာဖြစ်ပါတယ်အခုကစားပြီးသူတို့ရဲ့ရန်သူဟာညာဘက်ဝင်ကြီးတယောက်တည်းမဟုတ်တော့ပါဘူးနန်းရွယ်တွင်းကရှိုးဝက်ပူးပေါင်းကြံစည်သူအားလုံးကိုဖော်ထုတ်ရတော့မှာဖြစ်ပါတယ်အခန်းတစ်ခုအတွင်းမှာဝင်ကြီးချုပ်ဟန်ဂျန်ဟာရှိုးဝက်စာရွက်စာတမ်းတွေကိုစစ်ဆေးနေပါတယ်အဲ့ဒီအချိန်မှာပေဟောက်ရွံစည်ရင်းစရာတွေဟာအတူအယောင်တွေဖြစ်ကြောင်းအားလုံးဟာတမင်တကာဖန်တီးထားတဲ့တပ်တွေတူတွေဖြစ်ကြောင်းပြောလိုက်ပါတယ်သူကအတိတ်ကဝေမီသားစုပျက်စီးခဲ့ရတဲ့အကြောင်းကိုပြန်လည်ဖော်ပြပြီးအစိတ်ကိုပို့ခဲ့သူလဲသူပဲအစိတ်ခတ်ခဲ့သူလဲသူပဲအဲ့ဒီနှစ်တွေကဝေမီသားစုရဲ့သွေးကြွေးကိုဒီနေ့မှာပြန်ဆက်ရမယ့်အချိန်ရောက်ပြီလို့ဒေါသတကြီးပြောဆိုလိုက်ပါတယ်ဒါပေမဲ့ဟန်ဂျန်ကအလင်းစလိုလက်စားချေဖို့မလုပ်ရန်တားမြစ်ခဲ့ပါတယ်သူ့မြင်မှာအမှန်တရားကိုရှာဖွေခြင်းဟာမှန်ကန်ပေမဲ့နန်းရွယ်အာဏာရှုပ်ထွေးမှုကြားမှာလှုပ်ရှားလိုက်ရင်တိုင်းပြည်တစ်ခုလုံးမတည်မငြိမ်ဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ပေဟောက်ရွံကတော့မိသားစုတစုလုံးမတရားအသက်ခံခဲ့ရတဲ့အချိန်မှာဘယ်သူမှသူတို့ကိုကာကွယ်မပေးခဲ့ကြောင်းပြန်လည်ပြောဆိုပါတယ်
သူ့အတွက်တော့အမှန်တရားကိုပြန်လည်ဖော်ထုတ်ခြင်းဟာလက်စားချေမှုမဟုတ်ပဲတည်ဆုံးသွားခဲ့တဲ့မိသားစုဝင်တွေအတွက်တရားမျှတမှုရှာဖွေခြင်းသာဖြစ်ပါတယ်။ထို့နောက်နန်းတော်ညီလာခံမှာအကြီးအကျယ်အငြင်းပွားမှုတစ်ခုဖြစ်ပွားလာပါတယ်။ညာဘက်မတ်ဟာဗွေမိသားစုအပေါ်ကြားရောက်ခဲ့တဲ့အမှုဟောင်းတွေကိုဖုံးကွယ်ထားပြီးစီးရိတ်ခါတွေကိုကိုကျိုးအတွက်အသုံးချခဲ့ကြောင်းတပ်တွေတွေကိုလိမ်လည်ဖန်တီးခဲ့ကြောင်းဖော်ထုတ်ခံရပါတယ်။ဟန်ဆန်ကတပ်တွေထောက်ထားတွေနဲ့အတူညာဘက်မတ်ရဲ့အပြစ်တွေကိုအေကီယောရှိမှတင်ပြလိုက်ပါတယ်။သူညာဘက်မတ်ဟာစီးရိတ်ခါတွေကိုခိုးယူခဲ့တဲ့ဗွေမိသားစုကိုလှုပ်ကြံခဲ့တဲ့တစ္ဆာရှိအမတ်တွေကိုလည်းဖျက်ဆီးခဲ့တဲ့တပ်တွေအားလုံးပြည့်စုံနေပါပြီ။လို့တင်ပြလိုက်ပါတယ်။နောက်ဆုံးတွင်အေကီယောမင်းကအမိန့်ပေးပြီးညာဘက်အမတ်ကိုဖမ်းဆီးခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဒီအမှုဟာအစပဲရှိသေးတာဖြစ်ပါတယ်။ဟန်ဆန်ကပေးဟောက်ရန်ကိုတတိပေးပါတယ်။အမှုဟောင်းကိုပြန်ဖော်နိုင်ပေမဲ့အချို့သောနာမည်တွေကတော့အမှုတွဲထဲမှာပေါ်လာလို့မရဘူးလို့ပြောပါတယ်။အကြောင်းကတော့ဒီအမှုရဲ့နောက်ွယ်မှာနန်းရွယ်အာဏာရှိသူတွေပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ပေးဟောက်ရန်ကတော့ဥပဒေတိုင်းအမှန်တရားကိုဖော်ထုတ်မယ်လို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီအချိန်မှာနေဆက်ကနေရန်သူတွေကျူးကျော်ဝင်ရောက်လာတဲ့သတင်းရောက်လာပါတယ်။အီကီယောကဘွေဟန်ယန်ကိုမြို့တော်ကနေထွက်ခွာပြီးနေဆက်ကိုတွားရောက်ကစစ်ရေးတာဝန်ယူဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဘွေဟန်ယန်ကညှင်းဆန်ပါတယ်။သူ့အတွက်နေဆက်စစ်ပွဲထက်ပိုရေးကြီးတာကဘွေမိသားစုကိုဖျက်ဆီးခဲ့သူတွေကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်။သို့တော်ဟန်ချန်ကသူ့ကိုအတင်းထွက်ခွာရန်တောင်းဆိုပါတယ်။အသက်ရှင်ကျန်ရစ်ဖို့ကအရေးကြီးဆုံးပါလို့ပြောပါတယ်။သူဟာပေးဟောက်ရန်ကိုစွန့်ပစ်ချင်တာမဟုတ်ပဲအနေရကနေကာကွယ်ချင်တာဖြစ်ပါတယ်။နောက်ဆုံးမှာပေးဟောက်ရန်ကမြို့တော်ကနေထွက်ခွာဖို့သဘောတူလိုက်ပေမဲ့သူ့စိတ်ထဲမှာတော့အမှုဟောင်းကိုအဆုံးထိဖြေရှင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်မပြောင်းလဲခဲ့ပါဘူး။လမ်းခွဲခါနီးချိန်မှာပေးဟောက်ရန်ကဟန်ချန်ကိုပြောပါတယ်။ခင်ဗျားကတေတူရှင်မြအတူရှိမယ်လို့ပြောခဲ့တယ်အခုကျတော့ခင်ဗျားတယောက်တည်းဒီနေရဲကွင်းထဲမှာကြံခဲ့တော့မလို့လား။ဟန်ချန်ကတော့သူတက်ရှင်နေဖို့သာအရေးကြီးတယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့ပေးဟောက်ရန်ကတကယ်တော့မြို့တော်ကနေမထွက်သွားပါဘူး။အဲ့ဒီအချိန်မှာပဲနန်းတော်ကနေအမိန့်တော်အစ်ရောက်လာခဲ့ပါတယ်။နေဆက်မှာရန်သူတွေကျူးကျော်လာတဲ့အတွက်ပေးဟောက်ရန်ကိုမြို့တော်ကနေချက်ချင်းထွက်ခွာပြီးနေဆက်ကိုတွားရောက်တာဝန်ယူဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ပေးဟောက်ရန်ကအတိတ်ကမကြေသေးတဲ့သွေးကြွေးတွေကိုမထားခဲ့နိုင်ခဲ့ပါဘူး။မြို့တော်မှာသူချစ်ရသူရဲ့အသက်အန္တရာယ်ရှိနေတဲ့အတွက်အမိန့်ကိုမနာခံပဲပြန်လည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုတားဆီးသူတွေကတော့မင်းမိန့်ကိုဖောက်ဖျက်တာဟာမင်းမျိုးမင်းတွေကိုစော်ကားတာဖြစ်ပြီးသူ့မိသားစုတစ်ခုလုံးအပြစ်ပေးခံရနိုင်ကြောင်းချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့ပေးဟောက်ရန်ကတော့သူ့မိသားစုဟာလွန်ခဲ့တဲ့10နှစ်ကတည်းကဖျက်ဆီးခံခဲ့ရပြီးသားဖြစ်ကြောင်းအခုအချိန်မှာတော့အမှန်တရားနဲ့သွေးကြွေးကိုပြန်လည်တောင်းဆိုရမယ့်အချိန်ရောက်ပြီဖြစ်ကြောင်းပြန်လည်ကြေညာလိုက်ပါတယ်။ဒီလိုနဲ့ပေးဟောက်ရန်ဟာမင်းမိန့်ကိုစန့်ကျင်တဲ့သူတစ်ယောက်လိုဖြစ်လာခဲ့ပြီးပုံကံမှုနဲ့တောင်ဆွဆွဲခံရမယ့်အခြေအနေကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကနန်းတော်ကိုဖျက်ဆီးဖို့မဟုတ်ပဲဘသူကတကယ်တစ္ဆာဖောက်လဲဘသူကအပြစ်မဲ့သူလဲဆိုတာကိုအရှင်မင်းမြတ်ကိုသိမြင်စေဖို့အမှန်တရားကိုဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။ထို့နောက်ပေးဟောက်ရန်ဟာသူ့ရဲ့ယုံကြည်ရတဲ့စစ်တီတော်နဲ့အတူမြင်းစီပြီးခီးနေပါတယ်။အဲ့ဒီအချိန်စစ်တီတော်ကစစ်သူကြီးနေဆက်ကိုမပြန်တော့ဘူးလားလို့မေးလိုက်ပါတယ်။ပေးဟောက်ရန်ကနေဆက်ကိုတော့ပြန်มาဖြစ်ပေမဲ့အခုချိန်မှာတော့မပြန်နိုင်သေးဘူးလို့ဖြေပါတယ်။ဘာကြောင့်လဲဆိုတော့သူချစ်ရတဲ့သူတယောက်ရဲ့အသက်ဟာမြို့တော်မှာအနေရကျရောက်နေပြီးအဲ့ဒီလူကိုမကယ်ပဲနေဆက်ကိုထွက်သွားဖို့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လည်းမြို့တော်ကိုအမြန်ဆုံးဥတီထွက်ခွာသွားကြပါတယ်။မြို့တော်ကိုသွားတဲ့လမ်းမှာတော့မင်းကြီးမင်းသားစီးနှင်းလာတဲ့မင်းဆိုးရော်လဲတော်နဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပါတယ်။လဲကမင်းကြီးမင်းသားကပေးဟောက်ရန်ကိုကြည့်ပြီးမင်းကမင်းဆိုးရဲ့လဲတော်ကိုတောင်တားဆီးရတဲ့ပေါ့မင်းရဲ့မျိုးနွယ်ကိုဆက်လုံးအသက်ခံရဖို့မကြောက်ဘူးလားလို့အထင်မြင်သေးတဲ့အတန်နဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့ပေးဟောက်ရန်ကတော့တီတီငိမ့်ငိမ့်နဲ့ငါရဲ့မျိုးနွယ်ကိုဆက်လုံးကိုမင်းတို့လွန်ခဲ့တဲ့10နှစ်ကတည်းကတက်ဖြတ်ပြီးသွားပြီးအခုတော့အကျွေးပြန်ဆက်ရမယ့်အလဲကမင်းတို့စီရောက်လာပြီးလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကသူ့ရဲ့မိသားစုတစ်ခုလုံးအတိတ်မှာအာနာရှင်တွေရဲ့ရက်ဆက်စွာတုတ်တင်ရှင်းလင်းခြင်းကိုခံခဲ့ရတဲ့နာကျင်မှုနဲ့အမုန်းတရားကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်စကားဆုံးတာနဲ့ပေးဟောက်ယုံကဓာဆွဲထုတ်ပြီးမင်းကြီးမင်းသားရဲ့လဲဘော်ကိုတက်ရောက်ကပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတော့တယ်တိုက်ပွဲအတွင်းမင်းကြီးမင်းသားရဲ့ဓာချက်ကြောင့်ပေးဟောက်ယံရဲ့ဝမ်းပိုက်မှာဒဏ်ရာပြင်းထန်ရသွားပေမဲ့သူကနောက်မဆုတ်ခဲ့ပါဘူးဒဏ်ရာကိုအန်ကျိတ်ခံရင်ဒီဓာချက်ကိုငါမှတ်ထားမယ်ဒါပေမဲ့မင်းရဲ့အသက်နဲ့လဲရမယ်ဆိုရင်ငါဘလို့တွက်မရှုံးဘူးလို့ပြောကဆုံးမှာတော့မင်းကြီးမင်းသားကိုအောင်မြင်စွာဖမ်းဆီးထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်ပေးဟောက်ယံဟာမင်းကြီးမင်းသားကိုဓာထောက်ထားရင်နန်းတော်ထဲကိုတိုက်ရိုက်ဝင်ရောက်လာပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အေကီယောမင်းမြတ်ကဒေါသရကြီးနဲ့ပေးဟောက်ယံမင်းပုံကန်ချင်တာလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ပေးဟောက်ယံကတော့ကျွန်တော်ပုံကန်တာမဟုတ်ပါဘူးအရှင်မင်းကြီးအနေနဲ့ဘသူကအမှန်တကယ်ပုံကန်သူလဲဆိုတာကိုယ်တိုင်မြင်စေချင်လို့ပါလို့တည်ငြိမ်စွာပြန်ဖြေလိုက်ပါတယ်ပြောပြီးတာနဲ့သူစုဆောင်းလာခဲ့တဲ့တက်တေထောက်ထားတွေကိုနန်းတော်ကျမ်းပြင်ပေါ်ချပြလိုက်ပါတယ်အဲ့ဒီတက်တေတွေကနန်းတွင်းမှာဖုံးကွယ်ထားတဲ့အမှန်တရားတွေတစ္ဆာဖောက်မှုတွေနဲ့မင်းကြီးမင်းသားရဲ့အပြစ်တွေကိုဖော်ထုတ်ပေးနိုင်မဲ့အရေးကြီးတဲ့အထောက်ထားတွေဖြစ်ပြီးဒီချိန်ကစပြီးနန်းတွင်းအာဏာလူပွဲဟာပိုပြီးပြင်းထန်လာတော့မှာဖြစ်ပါဒေပေဟောက်ယံကအေကီယောမင်းမြတ်ထံတင်ပြရာတွင်လက်ဝဲအမတ်ကြီးသည်မိမိတို့မိသားစုကိုဖျက်ဆီးရန်အသုံးချခဲ့သောဓာတ်တစ်ချောင်းဖြစ်ပြီးဒုတိယမင်းသားသည်ထိုရာ၏နောက်ွယ်မှလက်တစ်ဖက်ဖြစ်ကြောင်းဆွဆွဲခဲ့သည်ထို့အပြင် AKSE ကိုကျိုးရှာလိုသောအာဏာရယူလိုစိတ်ကြောင့်ပွဲမိသားစုတစုလုံးမတရားသေဆုံးခဲ့ရကြောင်းအမတ်များရှေ့တွင်ထုတ်ဖော်ပြောဆိုခဲ့သည်ပေဟောက်ယံ၏စကားများကြောင့်အေကီယောမင်းမြတ်သည်အခြေအနေကိုမျက်နှာမလွှဲနိုင်တော့ဘဲဒုတိယမင်းသား၏ပွဲထူးများကိုရုပ်သိမ်းကအကျဉ်းထောင်သို့ပို့ဆောင်ရန်အမိန့်ချမှတ်လိုက်သည်ဖန်စီခေါ်ဆောင်သွားခံရသောဒုတိယမင်းသားကတော့ရှုံးနိမ့်သွားသည့်အတွက်မကြောက်ရွံ့ပေသူကပေဟောက်ကိုကြည့်ကရေမောပြီးမင်းနိုင်ရပြီလို့ထင်နေတာလားဒါပေမဲ့မင်းကိုထိုးခဲ့တဲ့ဓာတ်ထဲမှာအစိတ်ပါပြီးသားမင်းအသက်3နှစ်ထပ်ပိုပြီးမရှင်နိုင်ဘူးခုပြောသွားခဲ့သည်ထိုစကားကိုကြားပြီးနောက်ဟန်ချန်ကပေဟောက်ယံနာကပ်လာပြီးပွေ့ချီထားလိုက်သည်ပေဟောက်ယံသည်တွင်းအံကလဲကျသွားခဲ့သည်ဟန်ချန်သူ့ကိုပွေ့ဖက်ကစိုးရိမ်ပူပန်နေခဲ့သည်ပေဟောက်ယံကတော့နာကျင်မှုကြားထဲမှပင်ဟန်ချန်ကိုနှစ်သိမ့်ခဲ့သည်
တိုင်းပြည်ငြိမ်းချမ်းသွားပြီးနောက်ဆုံးမင်းကိုဘယ်သူမှအနိုင်ကျင့်တော့မှာမဟုတ်ဘူးဟုပြောခဲ့သည်ဆရာဝန်ကြီးကစစ်ဆေးပြီးနောက်ထိုစိတ်သည်အလွန်ပြင်းထန်သောတန်းနီရန်ထွက်အစိတ်ဖြစ်ကြောင်းပြောကြားခဲ့သည်ချက်ချင်းကုသမှုမရပါကအစိတ်သည်အယိုးအထိစိတ်ဝင်သွားမည်ဖြစ်ပြီးအသက်ရှင်နိုင်သည့်အချိန်မှာအများဆုံး3နှစ်တာဖြစ်ကြောင်းရှင်းပြခဲ့သည်ပေဟောက်ရန်ကတော့3နှစ်ဆိုတာလုံလောက်ပါတယ်ငါမိသားစုအပေါ်ကျူးလွန်ခဲ့တဲ့မတရားမှုတွေကိုဖော်ထုတ်ဖို့လုံလောက်တယ်ဟုပြောခဲ့သည်သို့တော်ပေဟောက်ရန်ကဝမ်းနည်းစွာဖြင့်မလုံလောက်သေးဘူးဟုသာပြောနိုင်ခဲ့သည်အချိန်များတဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်ပထမနှစ်တွင်သူတို့နှစ်ဦးသည်ယထာလုံးဖြင့်တဲကန်နာရများကိုဖျက်ကျော်သွားခဲ့ကြသည်ဒုတိယနှစ်တွင်စိန်လန်းသောကျေးလက်ဒေသများကိုဖျက်တမ်းကာခီးဆက်ခဲ့ကြသည်တတိယနှစ်ရောက်လာသောအခါစီးနှင်းများကျနေသည့်ဆောင်းရာသီလမ်းပေါ်တွင်ပေဟောက်ရန်သည်အားနည်းလာပြီးဟန်ဂျန်၏ပခုံးပေါ်တွင်မိခိုကလိုက်ပါလာခဲ့သည်ထိုချိန်တွင်ပေဟောက်ရန်ကငါနေကောင်းလာရင်မင်းကိုအမြဲမိခိုခွင့်ပေးမယ်ဟုပြောခဲ့သည်ဟန်ဂျန်ကလည်းအပြုံးဖြင့်ကောင်းပါပြီဟုသာပြန်ဖြေခဲ့သည်ဒါပေမဲ့သူတို့နှစ်ဦးစလုံးတည်နေကြသည်မှာအချိန်ကသူတို့ဘက်တွင်မရှိတော့ခြင်းပင်ဖြစ်သည်နှွေဦးရာသည်ရောက်လာသောအခါမတ်မုံပန်းများပွင့်လန်းနေသည့်တစ်ပင်အောက်တွင်ပေဟောက်ရန်သည်ကုလားထိုင်ပေါ်တွင်လဲလျောင်းနေခဲ့သည်ဟန်ဂျန်ကအစိတ်ဖြေဆေးကိုအဆက်မပြတ်ရှာဖွေခဲ့တော်လဲအဖြေမတွေ့သေးကြောင်းပြောပြခဲ့သည်ပေဟောက်ရန်ကတော့စိတ်အေးအေးဖြင့်ဒါဆိုနောက်ဘဝမှာဆက်ရှာပါမင်းလိုညံကောင်းတဲ့သူကတနေ့တော့ရှာတွေ့မှာပါဟုပြောခဲ့သည်ဟန်ဂျန်ကမျက်ရည်များကိုဖုံးကွယ်ရင်းငါအမြင်ပြန်လာမယ်မင်းကိုမလိမ်ဘူးဟုကတိပေးခဲ့သည်ထို့နောက်သူသည်ပေဟောက်ရန်၏နဘူးကိုနန်းကလက်ကိုခိုင်မြဲစွာဆုပ်ကင်ထားခဲ့သည်သို့တော်ပေဟောက်ရန်၏အသက်ရှူတမ်းများတဖြည်းဖြည်းငြိမ်သက်သွားခဲ့ပြီးနောက်ဆုံးတွင်သူသည်တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်နှစ်များကြာပြီးနောက်တောင်တန်းများကြားရှိအိမ်လေးတစ်လုံးတွင်ဟန်ဂျန်တယောက်တည်းနေထိုင်နေခဲ့သည်တနေ့တွင်သူသည်ကြက်တုံမထည့်ထားသောဆံပြုတ်ကိုချက်ပြုတ်ခဲ့သည်ထိုဆံပြုတ်သည်ပေဟောက်ရန်အရင်ကကြိုက်နှစ်တက်ခဲ့သည့်အရသာအတိုင်းဖြစ်သည်သူသည်ဆံပြုတ်နှင့်အရက်ကိုယူဆောင်ကာမှမွန်ပင်အောက်ရှိပေဟောက်ရန်၏အုတ်ကူထံသွားရောက်ခဲ့သည်ကူရှိတွင်ထိုင်ကာသူကတိတ်တဆိတ်ပြောခဲ့သည်ဒုတိယမင်းသားလည်းတည်သွားပြီးလက်ဝဲအမတ်ကြီးလည်းတည်သွားပြီးပွဲမိသားစုရဲ့မတရားမှုတွေကိုလည်းဖြေရှင်းပြီးလောကကြီးလည်းငြိမ်းချမ်းသွားပြီထို့နောက်သူကမိမိနန်းတွင်ရာထူးမှနှုတ်ထွက်ခဲ့ကြောင်းပြောပြခဲ့သည်နန်းတွင်ကအရန်ရှုပ်ထွေးလုံးနဲ့မင်းသားမှာပဲနေရတာအေးချမ်းဆုံးပါဟုရေရွတ်ခဲ့သည်နောက်ဆုံးချိန်များတွင်ဟန်ဂျန်သည်အတိတ်ကိုပြန်လည်တည်ရခဲ့သည်တစ်ချိန်ကပေဟောက်ရန်သည်သူ့ကိုဓာတ်တစ်ချောင်းလိုနန်းတွင်သုံးတော်ခံတယောက်လိုသာသဘောထားခဲ့ဘူးသည်သို့တော်နောက်ဆုံးတွင်သူ့အားယုံကြည်ကတိုင်းပြည်ကိုစောင့်ရှောက်ပေးရန်တောင်းဆိုခဲ့သည်ဟန်ဂျန်ကလောကကြီးကိုကြည်ပြီးပြီဖြစ်တော်လဲဒီလောကကြီးကမင်းလောက်မလှပါဘူးဟုရေရွတ်ခဲ့သည်အရက်ခွက်ကိုနောက်ဆုံးတစ်ချိန်မြောက်တော့ပြီးနောက်ပေဟောက်ရန်ငါမင်းစီလာခဲ့ပြီဟုပြောကမျက်လုံးများကိုဖြည်းဖြည်းပိတ်လိုက်သည်ထိုနေ့တွင်မတ်မုံပန်းများကြား၌လူနှစ်ဦး၏ချစ်ချင်းဇလန်းသည်အဆုံးသတ်သွားခဲ့သည်သူတို့သည်အသက်ရှင်နေချိန်တွင်ခွဲခွာခဲ့ရတော်လဲနောက်ဆုံးတွင်တော့တယောက်စီတို့တယောက်ပြန်လည်ရောက်ရှိသွားခဲ့ကြသည်